အောက်စုကဤစားစကားပြောပါတယ်ဆိုပြီးလက်ကျန်ပြောမိတာကြောင့်ပြန်တောင်းပန်လိုက်ရတဲ့မိန်းကလေးလူတယောက်အောင်မြင်လာပြီးနာမည်ကြီးလာပြီးလူကြည့်လူခင်များလာပြီးဆိုတာနဲ့မလို့မုန်းထားမှုတွေတိုက်ခတ်မှုတွေလည်းပေါ်ထွက်လာပြီးတော့နာမည်ကိုအသုံးချကအယုံဆိုင်ခံခြင်းတဲ့သူတွေရှိလာပါတယ်အခုလည်းအောက်စုတယောက်အောင်မြင်လာတာနဲ့အမျှမနာလူသူတွေရဲ့လက်ကျန်ပြောဆိုမှုတွေကိုပါခံနေရပါတယ်အောက်စုကိုအားပေးတဲ့မိန်းကလေးတွေထဲမှာလူဒန်းစားမျိုးပါဝင်နေပြီးတော့ဒီမိန်းကလေးကတော့အောက်စုကပဲသူ့ကိုသဘောကျနေတယ်လို့သူ့ကိုပဲဤစားစကားပြောနေတယ်လို့ဖြစ်အောင်ကြိုးစားခဲ့ပါတယ်ဒီလိုလို့ဖို့အတွက်သူအသုံးပြုခဲ့တဲ့နီလန်ကတော့ chalice အတုတွေဖန်တီးထားတာပါအခုခေတ်မှာ app တွေကိုအသုံးပြုပြီးတော့ chalice အတုဖန်တီးဖို့လွယ်ကူတာကြောင့်အောက်စုကသူ့ကိုချေးဆိုပါတယ်လို့ကြွားလုံးထုတ်ခဲ့ပါတယ်အဲ့ဒီကောင်းမလေးကအောက်စုအကောင့်နဲ့သူ့ကိုလာပြောနေတဲ့အဒီစားစကားတွေလာပြောနေတဲ့အစာသားတွေကိုဖန်တီးပြီးတော့ social media ပေါ်မှာဖြန့်ဝေခဲ့တာကြောင့်တချို့တွေကယုံပေမဲ့မယိုသားတာကိုတော့ရိပ်မိကြပါတယ်ဒီလောက်ရဲ့ရွယ်ချက်ကတော့နာမည်ကြီးမင်းသားတယောက်ကတော့ကြက်ရလောက်အောင်လှပဆွဲဆောင်မှုရှိတဲ့သူပါဆိုပြီးတော့လူတွေအာရုံစိုက်မှုကိုခံယူကျင်တာပါဒါပေမဲ့ဒီလောက်ရဲ့ဟာအောင်စဘူးလိုမျိုးအနုပညာရှင်တယောက်ရဲ့ဂုဏ်သိက္ခာကိုထိခိုက်သွားစေနိုင်တယ်ဆိုတာကိုတော့ထပ်မတွက်ခဲ့ပါဘူးအောင်စဘူးကိုအမှန်တကယ်ချစ်ခင်အားပေးပြီးတော့သူ့ရဲ့အကြောင်းတွေကိုအသေးစိတ်သိနေတဲ့ပရိသတ်ကအခိုင်အမာရှိပါတယ်ဒီ challenge တွေထွက်လာခြင်းမှာပဲပရိသတ်တွေကအတူကြီးဆိုတာကိုချက်ချင်းသိလိုက်ကြပါတယ်အောင်စဘူးရဲ့ပြောပုံဆိုပုံတွေသူ့ရဲ့စာရေးပုံရင်းနှီးတွေနဲ့လုံးဝတူညီမှုမရှိသလိုတခြားသောနည်းပညာဆိုင်ရာအမှားယွင်းတွေကိုပရိသတ်တွေကထောက်ပြနိုင်ခဲ့ကြပါတယ်နောက်ဆုံးမှာတော့ဒီကောင်မလေးဖန်တီးထားတဲ့ဇလန်ဟာယုတ်တိမရှိတဲ့လုံခြံမှုတသက်ဆိုတာပေါ်လွင်သွားခဲ့ပါတယ်အောင်စဘူးတောင်ဖြစ်ရှင်းစရာမလိုပဲသူ့ကိုအားပေးသူတွေကပဲအဆအဆုံးလိုက်လံဖော်ထုတ်လိုက်ကြပါတယ်သူတို့ရဲ့မျက်နှာလေးကိုကျင့်တရားကိုယုံကြည်ပြီးသားဖြစ်တာကြောင့်အောင်စဘူးပြောတာကမဖြစ်နိုင်ဘူးလို့သိထားကြပြီးတော့အကြည့်အလဲတိုင်ပင်ကြပါတယ်အောင်စဘူးရဲ့ပရိသတ်တွေကဒီကိစ္စအတွက်မျက်နှာစုံညအစည်းအဝေးတွေကိုပါကျင်းပခဲ့ကြပြီးတော့မင်းသားလေးကိုကောက်ွယ်ပြီးခဲ့ကြတာပါရှင်လုံလက်စအလုပ်တွေကိုတော့ဆက်မလုပ်နိုင်တော့ပဲဝိုင်းဝန်းဖော်ထုတ်လိုက်တာကြောင့်အဖြစ်မှန်လဲပေါ်ထွက်သွားခဲ့ပါတယ်အမှန်တရားပေါ်လာပြီးတော့ပရိသတ်တွေရဲ့ဖိအားတွေပြင်းထန်လာတဲ့အခါမှာတော့အဲ့ဒီမိန်းကလေးဘက်ကနေတောင်းပန်ခဲ့ရပါတယ်သူရဲ့ဗီဒီယိုထဲမှာ challenge အတုတွေဖန်တီးခဲ့ပြီးတဲ့ကြောင်းဝန်ခံထားပြီးတော့ပြန်လည်ဖြေရှင်းထားပါတယ်တောင်းပန်ပြီးတဲ့နောက်မှာတော့နောက်ဆိုရင်အောင်စဘူးပွဲတွေကိုဘယ်တော့မှလာမကြည့်တော့ပါဘူးလို့လည်းပြောသွားခဲ့ပါတယ်အောင်စဘူးကိုထိခိုက်စေမယ့်အရာတွေကိုထပ်လုပ်မိရင်သူ့ကိုကြိုက်တယ်လို့အပြစ်ပေးနိုင်တဲ့အကြောင်းကြေပေးသွားခဲ့ပါတယ်အောင်စဘူးရဲ့နာမည်ကိုအလွဲသုံးစားလုပ်ပြီးတော့ဂုဏ်သိက္ခာကျဆင်းအောင်လုပ်ခဲ့တာကသူကိုယ်တိုင်ဖြစ်ပေမဲ့နောက်ဆုံးမှာတော့သူကပဲနင့်နာသူတယောက်လိုအားပေးနေတာကိုရက်တန်းကရက်လိုက်တော့မဲ့ပုံစံမျိုးနဲ့လုပ်သွားခဲ့ပါတယ်အောင်စဘူးလိုအနုပညာအရေးအသွေးပြည့်ဝတဲ့မင်းသားတယောက်ကျွဲ့ဒီလိုပြိသက်တယောက်ရော့သွားတာဟာဝမ်းနည်းစရာမဟုတ်ပဲဝမ်းသာစရာလို့တောင်ဆိုရမှာပါဒီလိုဖြစ်တွေဟာအောင်စဘူးတယောက်ထဲကြုံတွေ့နေရတာမဟုတ်ပဲအောင်မြင်နေတဲ့အနုပညာရှင်တော်တော်များများလည်းကြုံမှုကြပါတယ်တချို့ကလက်မှတ်ဖိုးတွေလိမ်သွားကြပြီးတော့တချို့ကနာမည်ကြီးကျင်လို့အချစ်ဇလန်းတွေဖန်တီးကြပါတယ်သူ့ကိုအမှန်တကယ်ချစ်ခင်တဲ့ပြိသက်တွေကလည်းဒီလိုအတူအယောင်ဇလန်းတွေကိုယုံကြည်မှာမဟုတ်လို့အောင်စဘူးရဲ့နောက်ကွယ်မှာအခိုင်အမာဆက်လက်ရပ်တည်ပေးနေကြအောင်ပါပါရှင်နာမည်ကြီးကျင်လို့သူတစ်ပါးရဲ့ဂုဏ်သိက္ခာကိုနင်းတက်တဲ့သူကိုတော့အောင်စဘူးရဲ့ဖန်တွေကပညာပြလိုက်ပါပြီနော်နာမည်ကြီးစံမင်းသားကတော့ဗီဇာစကားလာပြောရပါတယ်ဆိုပြီးဖန်တီးခဲ့တဲ့လုပ်ရဲ့အပေါ်ဘယ်လိုထင်မြင်ကြလဲဆိုတော့ကွန်မန့်မှာပြပြပေးခဲ့ကြပါအောင်ရှင်